အမြင်အာရုံအားနေတာမျက်လုံးမုံနာတွေအတွက်မျက်လုံးကြည်လင်တော့ပါပြီဘာကိုကြည့်ကြည့်မြင်လာရတော့အံ့အားသင့်သွားတယ်မျက်မှန်တော့မလို့တော့ဘူးအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရပြီလူရတဲ့ပစ္စည်းတွေကလည်းရှားရလွယ်ပါတယ်ကြက်ဥနှလုံးပိုးစားရ3 လ5ရွက်အရွက်ကြီးပြီးလှပလက်ဆက်ကအရွက်ဆိုရင်ပိုကောင်းပါတယ်ရေတန့်ကလီတာလိုအပ်ရင်3 လီတာအထိထည့်လဲရပါတယ်အကျိုးကျေးဇူးတွေကတော့များစွာရှိပါတယ်ကြက်ဥအနည်းမှာဗီတာမင် A ကျွယ်ဝပြီးမျက်လုံးအတွက်အရေးကြီးတယ်ဗီတာမင် A E B D K တန်တဲ့နင်းလက်ရှိတင်ပါဝင်တယ်ပိုးစာရွက်မှာ DNJ တာပါဝင်ပြီးဂလူကို့စ်တကြားစုယူမှုကိုတားဆီးပေးတဲ့အင်ဇိုင်းပါဝင်ကတွေထဲကတကြားဓာတ်ကိုရှော့ချပေးတယ်ပြူလိုနီနှစ်ခုရှိပါတယ်ပထမတစ်နည်းကတော့မီးပူပေါ်မှာရေနွေးစုအောင်တီးပြီးပိုးစာလက်ထဲကကြက်ဥထည့်ပြီးပြုတ်ပါပိုးစာလက်ပြုတ်ရင်လည်းကြက်ဥပြုတ်ရင်ဒီတိုင်းစားလို့ရတယ်လို့နနတ်စာနဲ့လည်းစားလို့ရပါတယ်တခါစားရင်တစ်လုံးစားပါနေ့လယ်စာနဲ့တွဲဖက်ပြီးနောက်ထပ်တစ်လုံးစားပါဒီလိုစားသုံးပြကနှစ်ရက်အတွင်းမျက်လုံးကြည်လင်လာပြီးရှင်းရှင်းလင်းလင်းမြင်လာဟဲ့ပါလိမ့်မယ်အရန်ကောင်းတဲ့နီလန်ပါပိုးစာရွက်ပြုတ်ရည်နဲ့တွဲဖက်တောက်တုံးပါပြုလို့နီဒုတိယနီကတော့ပိုးစာရွက်3 4 5ရွက်တန်ဘရိုရင်တစ်လုံးရေတန့်1 လီတာပိုးစာရွက်ကိုရေတန့်1 လီတာနဲ့10 မိနစ်ခန့်ပြုတ်ပါပိုးစာရွက်ပြုတ်ရည်ကိုဖန်ခွက်တစ်လုံးမှာထည့်ကအေးခန့်ထားပါပြီးဖြည်းဖြည်းချင်းတောက်ထုံးပါတရက်နှစ်ရက်အတွင်းမျက်လုံးကြည်လင်လာပြီးစိတ်သက်သာရစေပါတယ်ကြိုးစားလုပ်ကြည့်ပါလူကြီးမရမိတ်ဆွေတွေလည်းသိစေဖို့ပြန်လည်မျှဝေခြင်းဖြင့်ကျမ်းမာရေးကုသိုလ်ယူနိုင်ကြပါစေဗျကျန်တဲ့ like and subscribe လုပ်ပေးကြပါ okay တလောက်ပါပဲဗျအဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ